မှာကြောက်ခလီမွေးထားမကြသေးဘူးခလီမွေးထားမကြသေးဘူးဟုတ်ဘုမနေတာလေနေနေနဲ့ကြားတယ်နေတဲ့နေဒီကြားမှနေတာပေါ့လေကြားတယ်ကြားပါလေအဲ့လိုကြားဒါကြီးမလေးအော်ဒီမနေတာလားခလီမိုင်းနေရမိုင်းရဖြစ်တော့မှာအမလေးဘာကြီးတယ်မသိပါဘူးအော်နေစရာမရှိလို့ဒီမှာနေတာဗျဟာတော့မီးမြိုက်မယ်ဆိုတော့မီးလောင်နေတဲ့ပါမှာချလို့ဟုတ်ယောက်ျားရတယ်ပြောလို့သူခြေတော့မကောင်းလို့အလုပ်ကတိတ်မမှန်ဘူးအဲ့ဒါကျွန်တော်ဒီလိုတဲ့အိမ်ငှားပေးမယ်လေနေမလားအဲ့ဒါလာခဲ့လာတောင်းလဲပါလေကောင်းလဲပါလားတရားမရှိလို့ဒီအတော်อ่ะပေါ့နော်ဒီအောက်ကြားထဲမှာနေတာပေါ့နော်ခလေးလေးရတယ်တိတိလေးပေါ့နော်ခလေးလေးရတယ်ငငယ်လေးဖြစ်တယ်အဲ့တော့ကိုအိမ်လေးတစ်လုံးပေါ့နော်ငှားပြီးတော့ပေါ့နော်ထားထားပေးဖို့ပေါ့နော်ဒီခလေးအတော့ကိုပေါ့နော်ဒီခလေးကျမ်းမကြီးအတော့ရောပေါ့နော်ဒါမိသားစုကျမ်းမကြီးအတော့ရောပေါ့နော်လောလောဆယ်တော့ပတ်သက်မရှိတယ်ဒီပတ်သက်မရှိဘူးပါတော့သူတို့ရုပ်ကလေးတည်တယ်လမ်းမှာမြင်လဲမြင်ဘူးလေတက်လက်တက်ချင်းနဲ့တက်တက်လာတွေ့ရလဲအောင်ကလေးနေဘူးတယ်နော်ဟုတ်သနာပါတက်တော့နေတကယ်သနာဖို့ကောင်းအားမယ်ဆိုတော့လောလောဆယ်နေပေါ့နော်ဟိုယောက်ျားနဲ့ဟိုတဲ့တော်ကလည်းအလုပ်လုပ်ပေါ့နော်လောလောဆယ်အိမ်လေးနေရလို့ဆိုတော့ဒီကြားထဲမှာကျတော့ရားနေလေတော်တော်ရားတယ်အသက်တက်ကြီးလားဒီနေ့ညောင်းကောင်းလို့ဒါနဲ့အစင်တွေလည်းပြေတယ်လို့မရတော့အလောကဘာလို့လဲစားတာအလောကသူကခိုးတော်မှလောက်တာအဲ့ဒီကရေးရှိမလို့နေမိုင်းကလေးမျိုးပဲဒုက္ခရောမိုင်းမျိုးပေးတာအဲ့တော့အခုပါစောင်းလဲပါလာတယ်ရှင်အောင်လဲပါလာတယ်ဖြာလဲပါတယ်နော်ဟုတ်ကဲ့အဲ့ဆိုရင်အိမ်ငှားဖို့သွားမယ်ဟုတ်လားအားတော့ကုညီသိနေပေါ့နော်ဒီမိသားစုကြတော့ဘာလို့ဆိုတော့ခလေးမျက်နှာရှိတယ်ပေါ့နော်ခလေးမျက်နှာလည်းရှိတယ်ဟိုခလေးကလည်းအဲ့ဒီဟိုကြားထဲမှာနေရတယ်ဆိုတော့လေကြားတယ်ဒီဘယ်နှလားလဲကြားတော့တယ်တလားမဖြစ်ဘူးလေကြားတော့တယ်ခလေးကလည်းအခုလိုတဲ့မိတ်ကြီးဖူးပြီးပဲထွက်နေတယ်နော်ရှင်ကြိုက်တာမို့ရှင်ကြိုက်တာမဟုတ်ဘူးရှင်နေကြိုက်တာတကူလုံးပဲအဲ့တော့မှသိလို့မတန်းဖေး23ရက်အော်ဒီမူရလောက်တော့မဟုတ်လေဟိုဘက်ဒီဘက်ဆိုတော့မိုက်တော်လေးအဆင်မပြေဘူးတော်လေးဒုက္ခရောက်တာပေါ့နော်အခုကိုရရတဲ့အိတ်ကြတဲ့ဝင်လာသူတို့ဆိုးတာဟာသူတို့ဆိုးတာခါမ်းပြုတ်ဘူးလို့ပြောတယ်ကိုင်းလို့ရတယ်တကယ်ရတယ်